ကိုရောင်ရှင်းလို့ပြောတာထောက်ကိုပို့ပြီးဈေးအစာပေါင်းများစွာတက်တာလိမ့်မယ်တသိန်းကြော်လောက်ထိကိုလူကြီးမင်းတို့တက်တာလိမ့်မယ်ခင်ဗျမင်္ဂလာပါကျွန်တော်စစ်စက်ကကိုအောင်စရာမိုးပဲဖြစ်ပါတယ်ကျွန်တော်ရောင်းချပြီးမှာတော့တာမိုပေါ့ဆိုတော့ဒါလူကြီးမင်းတို့အားလုံးနဲ့ရင်းနီးရှိပြီးသားပစ္စည်းဖြစ်တယ်ကျွန်တော်တို့စေုံစင်းကန်းနေကျွန်တော်တို့အိမ်နေမှာလည်းများသောအားဖြင့်အသုံးပြုတဲ့ product ဖြစ်တယ်ပစ္စည်း quality share ကောင်းတဲ့ဒီ brand Rap ဆိုတဲ့ brand လေးနဲ့ထွက်လာမယ်ဗျပစ္စည်း quality ဘယ်လောက်ထိကောင်းလဲဆိုတော့ Europe ကိုပို့နေတဲ့ပစ္စည်း quality ဖြစ်တယ်ဘလို့နိုင်ငံတွေကိုပို့နေတဲ့ပစ္စည်း quality လဲဆိုတော့ Spain England ပြင်သစ် Russia ဒီလိုနိုင်ငံတွေကိုပို့ချနေတဲ့ပစ္စည်း quality ဖြစ်တယ်ဒီလိုနိုင်ငံတွေကိုမှ international warranty 3 year ထိတော့ပေးထားတဲ့ပစ္စည်း quality မျိုးလည်းဖြစ်တယ်3 year warranty ပါတယ်ဆိုတော့လူကြီးမင်းတို့အားပစ္စည်း quality ကိုလုံးဝမှန်းဆလို့ရပြီဗျဘယ်လောက်ထိတော့ကောင်းမလဲဆိုတော့ကျွန်တော်ပစ္စည်း product လေးတစ်ချက်ပြပေးမယ်ဗျဒါကျွန်တော်တို့ဖွင့်တဲ့အခါကျွန်တော်တို့အတွင်းကန်ကတော့ stainless steel နဲ့ပြုလုပ်ပေးထားတာဖြစ်တယ်ကျွန်တော်ဒါကတော့ AC ကြိုးလေးဖြစ်တယ်ဒီဘက်မှာတော့ manual စာအုပ်ပါဗျ stainless steel နဲ့လုပ်ပေးထားတယ် stainless steel ကိုမှ high material နဲ့ပြုလုပ်ပေးထားတာဖြစ်တယ်ကျွန်တော်တို့ဒီမှာအပြင် body ကိုလည်း stainless steel နဲ့ပြုလုပ်ပေးထားတာဖြစ်တယ် high material ဖြစ်တယ်ကျွန်တော်တို့ water level indicator ပါတယ်ရေဘယ်လောက်အထဲထဲမှာရေနွေးရှိကျွန်တော်တို့ရေဆိုရင်ဘယ်လောက်ထဲတာလဲဆိုတာကျွန်တော်တို့ဒီကနေကြည့်လို့ရတယ်ဗျနောက်ပြီးတော့သူက boiling system ပါတယ်ရေဆူတဲ့ဥစ္စာပေါ့နော်ဒါကတော့ကျွန်တော်တို့ရေနွေးတည်တာပေါ့နောက်ပြီးတော့သူက keep warm သူကရေကိုနွေးနဲ့ထားရလို့လည်းရတယ်ဗျသူပလက်တွယ်ပြီးထားရမယ်ဆိုရင်ကျွန်တော်တို့မီးရနေတဲ့တွေကျွန်တော်တို့ရေကနွေးနေမှာဖြစ်တယ်နောက်ပြီးတော့ revive system ပါတယ်ရေကိုပြန်လဲဆူပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်လည်း revive system နဲ့အသုံးပြုလို့ရတယ်ဗျသူက watt RPM တော့800 watt နဲ့ထွက်မှာဖြစ်တယ်ကျွန်တော်တို့ product က 6.8 liter ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ market price အရာကြည့်မယ်ဆိုရင်5 liter ဆိုရင်တော့3,800နဲ့2သိန်းလောက်ထိကိုဖြစ်နေပြီဒီတော့ 6.8 liter ဆိုရင်2သိန်းအပေါ်မှာပဲလူကြီးမင်းတို့လုံးဝ surprise ဖြစ်မဲ့ဈေးလုံးနဲ့ကျွန်တော်ရောင်းချပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့3,290,000နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ဒီတော့ stock ကလည်း limited stock ဖြစ်တယ် stock အကန့်အသတ်နဲ့ပဲရပါမယ်လူကြီးမင်းတို့ order တင်နေတယ်ဆိုရင်ကျွန်တော်ကို TikTok ကနေတင်မယ်ဆိုရင် TikTok ရဲ့ chat box Facebook ကနေဆို Facebook page Messengerနောက်ပြီးတော့ Viber နဲ့တင်မယ်ဆိုရင်3992538380ကိုသာဆက်သွယ်ပြီးတော့ order တင်နိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျလူလိန်တွေကိုလည်းသတိထားဖို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျငွေတွေကြိုပြီးတော့လွှဲခိုင်းတာလေးတွေရှိနေလို့ပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်